အရန်လွယ်ကိုလုံးလုံးအိမ်မှာပဲလှုပ်ရှားဖြစ်တော့မယ့်အစားအစာအသုံးမျိုးအားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်ဒီနီလန်းတွေကိုသိရင်ပေါ့ပေါ့ပါပါအစားတက်လို့စားဖို့ရောဆိုင်ကိုသွားနေစရာမလိုတော့ပါဘူးပဝင်ပစ္စည်းတွေကလည်းအိမ်တိုင်းမှာရှိတာတွေမလို့လိုက်လို့ဖို့အလွန်လွယ်ကူပါတယ်ဒါဆိုရင်ကြည့်လိုက်ကြရအောင်ပါရှင်နံပါတ်1စီချွမ်စတိုင်ငရုတ်စီကြမှုတရုံရတာဟင်းပွဲတွေကိုမှစိုက်နေတတ်တဲ့သူတွေရှိရင်တော့စီချွမ်စတိုင်ငရုတ်စီတက်မှုလုံးကြီးလေးကိုသိထားမှဖြစ်မယ်နော်အရင်ဆုံးပကံလုံးအကြီးကြီးထဲကိုငရုတ်သီးမှုတ်တွေထည့်ပါတယ်ငရုတ်သီးမှုတ်တွေကတော့ငရုတ်သီးခွဲချက်မှုတ်နဲ့ရိုးရိုးငရုတ်မှုတ်တို့ကိုရောထည့်ပေးရမှာပါပြီးရင်တော့နှမ်းလော်မှုမွေးလေးတွေစားနဲ့ကြက်သားမှုအနှဲငယ်ထည့်ပြီးအရသာအတွက်ဟင်းခတ်မှုလေးတွေပါရောထည့်လိုက်ပါတယ်ပိုပြီးသမသွားစေဖို့အတွက်ဆန်ရှာလကာရီဟင်းချက်အရက်နဲ့စီအနှဲငယ်ထည့်ပြီးဆက်မွေပေးပါစီမွေးတက်ဖို့အတွက်ကြက်တော်နီမုံလာဦးနီဂျင်းကြက်တော်မိတ်နန်းနန်းပင်စီချွမ်းငရုတ်ကောင်းစီနဲ့ဟင်းခတ်မွေးကြိုင်တွေရောထည့်ပြီးစီသက်ပေးရပါမယ်ပြီးရင်တော့ဟင်းခတ်အမွှေးကြိုင်နဲ့ပဝင်ပစ္စည်းတွေအလုံးထုတ်ပြီးစီချက်ကိုအသင့်ပြင်ထားတဲ့ငရုတ်မှုတ်ပကံနဲ့လောင်းထည့်ပေးလိုက်ပါစီချက်တစွန်ထည့်လိုက်မှွေလိုက်လုပ်ပြီးရင်တော့နောက်ဆုံးမှာစီချွမ်စီမွေးရဲ့အသက်ဖြစ်တဲ့မြေပဲမှုတ်လေးတွေကိုထည့်လိုက်ပါဒါဆိုရင်တော့ပြည့်စုံတဲ့စီချွမ်စတိုင်ငရုတ်စီချွမ်မှုလေးရလာပါပြီဒီစီချက်ရှိအောင်နဲ့တရုတ်စားသောက်ဆိုင်တွေမှာသွားမစားပဲပေါ့ပေါ့ပပနဲ့အိမ်မှာပဲချက်ပြုတ်စားသောက်နိုင်မှာအသေးချပါပဲနံပါတ်2ကျုပ်ဘဲငပြာရီစိန်ကျုပ်ဘဲငပြာရီစိန်စားရဖို့အတွက်ဆိုင်မှာတကူတကသွားဝင်စားနေတုံးလောက်ဒါဆိုရင်မလိုတော့ဘူးနော်ဒီနီလန်းလေးအတိုင်းလိုက်လို့စားကြည့်ငွေကြေးကုန်ကြတက်တာပြီးမြများစားလို့ရတယ်ကျုပ်တွေကိုရေပုတ်ပွက်ဆူနေတဲ့အိုးတွေစီထည့်ပြီးစားနဲ့ရှာလကာကြီးအကြည့်ထည့်10မိနစ်လောက်ပြုတ်ထားပြီးပါကျုပ်တွေချက်လောက်တဲ့အချိန်မှာအခွန်ခွာပြီးပကံအလွတ်တစ်ခုတည်းထည့်ကိုကာကိုလာဘဲငပြာကြီးအကြည့်အနောက်ခရုစီတွန်းနဲ့ရောစိန်ကအပေါ်ကနေဂျင်းနဲ့ငရုတ်သီးတွေကိုထည့်ဟုတ်ပေးရပါမယ်ပြီးရင်တော့ဘူးအဖုံပိတ်ပြီး10နာရီကြာစိန်ထားလိုက်ရင်တော့အရသာအရန်ရှိတဲ့ကျုပ်ဘဲငပြာကြီးစိန်လေးကိုရလာပါပြီထမင်းနဲ့စားရင်လည်းထမင်းမိန်စီမိန်ဟင်းလျာလေးတစ်မျိုးဖြစ်တာကြောင့်အလွယ်တကူလိုက်လုံစားကြည့်လိုက်တော့နော်နံပါတ်3ကြက်ကောင်လုံးပေါင်းဘဲပေါင်းလို့အရသာရှိစေမဲ့ကြက်ကောင်လုံးပေါင်းလုံးနီးလေးကိုလည်းမျှဝေပေးချင်ပါတယ်ရှင်အရင်ဆုံးကြက်သားအကောင်လိုက်ပေါ်ကိုစားရှာလကာရီတို့လောင်းချပြီးအသားနဲ့စိတ်ဝင်တဲ့အထိနှိမ့်နေပေးရပါမယ်ပြီးရင်တော့ရေနဲ့ပြန်စေကြောပြီးရေစစ်ပေးချပါခဏကြာမှာတော့ကြက်သားနှက်ထားတာကိုရင်နွေးပူပူလောင်းထည့်ပေးရပါမယ်ဒါဆိုရင်တော့အရသာအတွက်ပြင်ဆင်ရမှာဖြစ်လို့ငရုတ်စီပဲငှက်ပြားကြီးအကြီးအနောက်နဲ့တကြားစီတို့ကိုပကံအလွတ်တစ်ခုတည်းရောထည့်လိုက်ပါအရသာဆက်ပြီးသွားရင်ကြက်ကောင်လုံးပြင်ထားတဲ့အပေါ်လောင်းချပြီးအရသာစိတ်ဝင်တဲ့အထိမဆက်ထပ်ဝင်ပေးရပါမယ်ပြီးရင်တော့ပေါင်းဦးတဲ့ကြက်သွန်မိတ်ခရမ်းကျင်တီလှိထားတာတွေနဲ့အသားနှက်ထားတဲ့ကြက်ကောင်လုံးတွေကိုထည့်ပြီးအခုနကအသားနှက်ထားတဲ့ဘဲငှက်ပြားရဲ့လက်ကျန်တွေကိုထပ်ထည့်လောင်းပေးလိုက်ပါမိနစ်90လောက်ပေါင်းခန့်ပြီးရင်တော့အစိမ့်မြင့်စားသောက်ဆိုင်ကြီးတွေမှာရနိုင်မဲ့ပရီမီယံကြက်ကောင်လုံးပေါင်းကြီးကိုဗမာမှသွားမစားပဲအိမ်မှာတင်စားလို့ရနိုင်ပါပြီရှင်လွယ်လွယ်ကူကူနဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့တင်လှုပ်စားလို့ရတာမလို့လိုက်လို့ကြည့်လိုက်တော့နော်ကဲဒါဆိုရင်လွယ်ကူရိုးရှင်းတဲ့ဟင်းချက်နည်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတာမလို့ like and follow လုပ်ပြီးဘယ်တစ်ခုကိုအကြိုက်နဲ့သက်ဆုံးလဲဆိုတာ comment မှာပြပြခဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ